ဝင်လာခဲ့မယ်နော်ကိုတီဟာထေးဟုတ်လားအခုကိုတီဟာထေးအခုစီလာတာအေးကင်မရာတွေကထားနေလေဟောလေမွေးနေ့ကိတ်လေးလာဖို့လားဒီနေ့မွေးနေ့ဆိုဟုတ်လားဟုတ်တော်မူသေးဘူးဟုတ်တယ်ဟုတ်တယ်ဒီမှာဒီလိပ်စာလေးနဲ့အခုနာမည်လေးနဲ့ဒီကိုပို့ခိုင်းလိုက်တာဟုတ်တော်မူသေးဘူးလေဟုတ်တယ်ကိုတီဟာထေးဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ဒီမှာဒီလမ်းနဲ့မှာဘယ်နှယောက်ရှိလို့လဲအခုတယောက်တည်းရှိရမလားဟုတ်တယ်မွေးနေ့ကိတ်ကလေးလက်ခံပြီးရောအခုနာမည်နဲ့ယူပြီးရောမယူရင်တော့ပြန်သွားတော့မှာနော်ဘယ်နဲ့လို့ဒီလမ်းညာရလမ်းနဲ့တဲ့ကိုတီဟာထေးတဲ့ကိုခိုင်းလိုက်တာအရင်လက်ခံအောင်ပြီးလို့ရှိရင်ပြောပြမယ်ဘယ်သူလဲဆိုတာလက်ဆောင်ပေးမဲ့သူတွေဘာတွေမရှိဘူးလားမရှိပါဘူးဟုတ်လားမရှိပါဘူးလေမရှိဘူးဟုတ်လားဟုတ်လားတားတယောက်သမီးတယောက်ရှိသေးတယ်လူမျိုးကြီးမဲ့လို့စာနေရမဟုတ်ပါဘူးလေအဲ့ဆိုကိတ်လေးရင်လက်ခံပေးအောင်လက်ဆောင်နေကြံသေးတယ်ယူပေးအောင်လက်ဆောင်နေနောက်ထပ်တောင်ကြံသေးတယ်ဘယ်လိုလုပ်ရမလဲမင်းချင်းမှုကြီးပဲပြောနေတာညီမရလားဘယ်သူကလဲဆိုတာလေသူကမပြောသေးနဲ့အောင်နဲ့အရင်တော့သူလက်ဆောင်လေးတွေကိုပဲအရင်ပြပြီးတော့လက်ဆောင်လေးတွေမြင်တဲ့ချိန်မှာပျော်သွားတာလေးကိုလည်းမြင်ချင်တယ်တဲ့နောက်ဆုံးမှပြောပြတယ်အရင်စဉ်းစားထားလားအဲ့ဆိုလက်ဆောင်လေးယူလာခဲ့မယ်နှစ်ယောက်ကိုလက်ဆောင်လေးယူလာခဲ့မယ်အဲ့ဆိုဟိုဘက်လေးလဲနေပြီပါလားဟုတ်တယ်အဲ့လိုလေးလဲနေနားလေးတော့လှည့်ကြည့်ဆိုမှလှည့်ကြည့်ပြီနော်စိတ်လှုပ်ရှားနေလား surprise ကရင်တော့ရဘူးလားမရဘူးအခုနှစ်ယောက်ပဲနေမှာအခုမှရဘူးလားအရင်နေစိတ်လှုပ်ရှားနေရင်ဘာဖြစ်မလဲလို့နော်ဘာဖြစ်မလဲလို့ကြည့်နေပြီလားနောက်မှလက်ဆောင်ရောက်နေပြီကြည့်တော့မလားကြည့်ပါဦးမယ်ဟိုနှစ်ယောက်ပဲနေမှာပါကြည့်လိုက်တော့ရပါပြီပန်းစီရောလက်ခံပေးပါဦးပန်းစီရောသဘောကျရဲ့လားကြပါရဲ့ကြတယ်နော်ပြောစရာကြီးနော်လက်ဆောင်ကအဲ့ဒါကိုလက်ဆောင်ကကျန်သေးရတော့နောက်ထပ်ကိုဘသူ့ကိုဘာလိုချင်တယ်ပြောထားသေးတော့ပြောထားသေးလားပြောထားသေးရှိလားလိုချင်တာတွေပါအဲ့လိုမျိုးတော့မရှိဘူးဟုတ်လားအဲ့ဆိုအခုချိန်မှာရချင်တာလေးဘာရှိတော့ရှိအောင်ပဲအဲ့လိုလည်းမရှိဘူးရချင်တာလည်းမရှိဘူးပေးမယ်လို့လည်းမမျောထားတော့တွေးလည်းမထားဘူးပေါ့အဲ့ဒါဆိုရင်နောက်ထပ်လက်ဆောင်လေးရှိတယ်အဲ့ဒါဒီလည်းယူခဲ့မယ်ဒီဘက်လေးပဲပြန်လှည့်ထားပြီနော်ကိုင်းထားပါလား